USB port ရဲ့အယောင်တွေဟာအလားဆင်ထားတာတတ်မဟုတ်ပဲသူတို့ရဲ့စွမ်းဆောင်ရည် performance နဲ့လို့ဆောင်ချက်ကိုခွဲခြားပေးတဲ့ Hewitt code တွေဖြစ်ပါတယ်။တင်သုံးပြုနေတဲ့ USB ကဘယ်လောက်မြန်လဲဖုန်းအားသွင်းရင်ရောမြန်ပါမလားဆိုတာကိုဒီအယောင်တွေကြည့်ပြီးအလွယ်တကူခွဲခြားနိုင်ပါတယ်။ တစ်အဖြူရောင်နဲ့အမဲရောင် the classics ဒါတွေကတော့အခြေခံအကျဆုံး USB တွေပါပဲ။အဖြူရောင် USB 1.8 ကိုအခုခေတ်မှာမြင်ရခဲသွားပါပြီ။အမဲရောင်USB 2.0 ကတော့အခုခေတ်စားနေတော့မှာသူက data ကူးနှုန်းသိမ့်မမြန်တဲ့အတွက် mouse တွေ keyboard တွေချိတ်ဆက်ဖို့အတွက်အသိတော်ဆုံးပါပဲနှင်းအပြာရောင် the speedster သင် laptop ရဲ့ဘေးမှာအပြာရောင် USB 3.0 port ကိုတွေ့တယ်ဆိုရင်ဒါဟာ data အမြန်ကူးနိုင်တဲ့အပေါက်လို့မှတ်လိုက်ပါသူကအမဲရောင်ထက်10ဆလောက်ပိုမြန်ပါတယ် file ကြီးတွေကူးမယ်ဆိုရင်ဒီအပေါက်ကိုပဲသုံးသင့်ပါတယ်3အနီရောင်ဒုမဟုတ်လေမော်ရောင် the powerhouseဒီအယောင်တွေကတော့ high speed တင်မကပဲ high power ကိုပါဆိုလိုတာပါသူတို့ဟာ data တွေကိုအလွန်မြန်တဲ့နှုန်းနဲ့ကူးပေးနိုင်တယ်လို့ဖုန်းတွေကိုအမြန်အားသွင်းတဲ့ fast charging နေရာမှာလည်းထိတ်တန်းကပါ၄အဝါရောင်ဒီ always on ဒါကတော်တော်များများသတိမထားမိတဲ့အချက်ပါအဝါရောင် USB port တွေဟာ sleep and charge အပေါက်တွေဖြစ်ပါတယ်ဆိုလိုတာကသင် laptop ကိုပိတ်ထားတဲ့တောင်ဒီအပေါက်မှာဖုန်းအားသွင်းကြိုးထိုးထားရင်ဖုန်းအားဝင်နေမှာဖြစ်ပါတယ်သတိပြုရမှာကအချို့သော brand ဥပမာ Razer ကအစိမ်းရောင်သုံးတတ်တာမျိုးဟာသူတို့ brand ရဲ့အယောင်အတိုင်းပြောင်းလဲတတ်ကြပါတယ်ဒါကြောင့်အယောင်အပြင်ဘေးနားကသင်ကေတာ SS super speed လေးတွေကိုလည်းတွေးကြည့်ဖို့လိုအပ်ပါတယ်မိမိ laptop က USD အပေါက်တည်းရဲ့အယောင်ကိုသေချာကြည့်ပြီးအမှန်ကန်ဆုံးနဲ့အမြန်ဆုံးနည်းလမ်းအတိုင်းအသုံးချကြည့်လိုက်ပါသင်စီမှာရောအခုလက်ရှိဘယ်အယောင် USB တွေအသုံးများနေလဲခင်ဗျာ